ဇနီးဖြစ်သူဟာလက်ကောက်တကွင်းကိုရိုက်ခွဲလိုက်ပေမဲ့အဲ့ဒီလက်ကောက်ထဲကခရမ်းရောင်အလင်းတန်တစ်ခုဟာအယူရောင်ဆောင်နေတဲ့အမျိုးသားရဲ့ကိုယ်ထဲကိုစီးဝင်သွားတာကိုတော့သူမသတိမထားမိခဲ့ပါဘူးနောက်တစ်စက္ကန့်မှာပဲအင်ကလက်လာပါရွှေငွေပင်ကြီးဟာရုတ်တရက်ညှိုးနွမ်းသွားပါတော့တယ်အဲ့ဒီအချိန်မှာဇနီးတီဟာပြဿနာရဲ့ကြီးမားပုံကိုအခုထိရိပ်မိခြင်းမရှိသေးပါဘူးအမျိုးသားကိုကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းဖို့အတွက်သူမဟာနောက်ထပ်လက်စွပ်တကွင်းကိုပါလွှင့်ပစ်လိုက်ပြန်တယ်ရုတ်တရက်အဖေမှာမူးချိုးတီပစ်ချကြီးလျှက်စီးတွေလက်လာတယ်လို့ဇနီးတီရဲ့ရင်ထဲမှာလည်းအကြောင်းရင်းမရှိပဲစူးကနေနာကျင်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲသူမကုမ္ပဏီရဲ့ကုန်ပစ္စည်းဖြည့်တင်မှုလုပ်ငန်းစဉ်တွေမှာမမျှော်လင့်မဲ့ပြဿနာတက်ပြီးမိသားစုတစ်ခုလုံးလျော်ကြေးအမြောက်အများပေးရမယ့်အခြေအနေဆက်ရောက်သွားပါတော့တယ်အဲ့ဒီလက်စွပ်ထဲကခရမ်းရောင်အလင်းတန်းကအမျိုးသားကိုယ်ထဲကိုထပ်မံစီးဝင်သွားတဲ့အခါအမျိုးသားရဲ့နောက်မှာရွှေရောင်ငကားကြီးတစ်ကောင်ပေါ်ထွက်လာပြီးသူဟာအယူဘွားကနေချက်ချင်းနိုးထလာပါတော့တယ်သူကဇနီးတီကိုမင်းတို့မိသားစုရဲ့ကံကောင်းခြင်းတွေအကုန်ကုန်ဆုံးသွားပြီလို့ပြောလိုက်တယ်တကယ်တော့ဒီအမျိုးသားဟာအစွမ်းထက်တဲ့မော်စရာတယောက်ပါလွန်ခဲ့တဲ့3နှစ်ကအဖိုးကိုတယောက်ဟာသူ့ရဲ့ကျေးဇူးကိုဆက်ဖို့အတွက်မော်စရာကိုခေါ်ယူပြီး3နှစ်ကြာအောင်သူ့မိသားစုကိုစောင့်ရှောက်ပေးဖို့အသနာခံခဲ့တာပါမော်စရာဟာသူ့ရဲ့ဝိညာဉ်ကိုအိမ်တော်ရဲ့အမတ်သား3ခုထဲမှာထည့်သွင်းထားခဲ့တာပေါ့အဖိုးကလည်းသူ့မြေမလေးနဲ့လက်ထပ်ပေးပြီးဒီအမျိုးသားကိုတေချာစောင့်ရှောက်ပေးဖို့မှာကြားခဲ့ပါလေဒါပေမဲ့အဲ့ဒီ3နှစ်အတွင်းမှာတော့အမျိုးသားဟာအယူတယောက်လိုနေထိုင်ခဲ့ရပြီးဇနီးတီမိသားစုရဲ့နေ့တိုင်းနှိမ့်ဆက်မှုကိုခံခဲ့ရတာပါအခု3နှစ်ပြည့်ဖို့တရက်ပဲအလိုမှာဇနီးတီကသူမရဲ့ရီးစားဟောင်းနိုင်ငံခြားကပြန်လာတာကြောင့်အမျိုးသားကိုအတင်းတမန်ကွာရှင်းခိုင်းပါတော့တယ်သူမဟာအမတ်အသားနှစ်ခုကိုဖျက်ဆီးလိုက်တာကြောင့်အမျိုးသားဟာအချိန်မတိုင်ခင်နိုးထလာခဲ့ပေမဲ့မိသားစုကတော့ဂတိဖြတ်မှုကြောင့်ကြီးမားတဲ့ဒဏ်ကြေးတွေပေးဆောင်ရတော့မှာပါအဲ့ဒီချိန်မှာပဲသူမရဲ့ရီးစားဟောင်းတထေးစားရောက်လာပြီးကူညီမယ်လို့ပြောကလူပုံအလဲမှာလက်ထပ်ခွန်တောင်းပါတော့တယ်မိဘတွေကလည်းသဘောတူလာကြောင်းအမျိုးသမီးဟာတထေးစားကိုလက်ထပ်ဖို့သဘောတူလိုက်ပြီးနောက်ဆုံးချန်တဲ့လေဆွေအမတ်သားကိုပါဖျက်ချကအမျိုးသားကိုအိမ်ကနေချက်ချင်းထွက်သွားဖို့မောင်းထုတ်လိုက်ပါတော့တယ်နောက်ကစက္ကန့်မှာပဲအိမ်ရှိတဲ့ပင်ကြီးကိုမိုးချိုးပစ်ချလိုက်ပြီးနောက်ဆုံးဥညင်အပိုင်းအစားဟာအမျိုးသားကိုလည်းပြန်ရောက်သွားပါတယ်သူကမင်းတို့မိသားစုမကြခင်ကန်ဆိုးမှုတွေနဲ့ရင်ဆိုင်ဟဲ့တော့မယ်လို့တတိပေးပေမဲ့ဘယ်သူမှမယုံကြပါဘူးအမျိုးသမီးကတော့အမျိုးသားဟာအရင်လိုမဟုတ်ပဲထူးခြားနေတာကိုတတိထားမိပေမဲ့ကွာရှင်းတာကသာအမှန်ကန်ဆုံးရွေးချယ်မှုလို့ထင်နေတော့ပါဒါပေမဲ့ရုတ်တရက်ဆိုသလိုမိသားစုတစ်ခုလုံးစီကိုဖုံးတွေစက်တိုက်ဝင်လာပါတော့တယ်စောက်လုံဝင်စီမံကိန်းတွေပြိုကျပြီးလူတွေတန်းရကုန်သလိုကုမ္ပဏီရဲ့ share ဈေးတွေလည်းထိုးကျသွားပါတယ်ဘဏ်ကလည်းချင်းငွေတွေကိုချက်ချင်းပြန်ဆက်ဖို့တောင်းဆိုလာတာကြောင့်10မိနစ်အတွင်းမှာပဲသူမတို့မိသားစုဟာလုံးဝကိုဘဝပြတ် bankrupt သွားပါတော့တယ်အမျိုးသားကတော့ဒါတွေကိုဘာမှဂရုမစိုက်ပဲကွာရှင်းစာချုပ်မှာအေးအေးဆေးဆေးပဲလက်မှတ်ထိုးပြလိုက်ပါတော့တယ်